ကျွန်ုပ်တို့ရဲ့ Milky Way Galaxy ကြီးဘလောက်တောင်ကြီးမားလဲဆိုတာသင်တွေ့ဘူးပါလားသူ့ရဲ့အကျယ်ဝန်းကအလင်းနဲ့သိန်းခန့်ရှိပါတယ်ကီလိုမီတာနဲ့ဆိုရင်950 quadrillion ကီလိုမီတာရှိပါတယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒါကဘလောက်တောင်ကြီးမားတာလဲဆိုရင်မြင်သာအောင်ပြောရမယ်ဆိုရင်ကျွန်ုပ်တို့ရဲ့နေမင်းကြီးဘလောက်ကြီးလဲဆိုတာသင်သိတယ်မလားဒီနဂါငွေ့တန်း Galaxy ထဲမှာကျယ်ပေါင်း400ဘီလီယံခန့်ပါဝင်ပြီးအဲ့ဒီကျယ်တူတဲ့လာအများစုဟာကျွန်ုပ်တို့ရဲ့နေမင်းကြီးထက်အများကြီးပိုကြီးပါတယ်ဒါပေမဲ့ဒီလောက်နဲ့မပြီးသေးပါဘူးသူထဲမှာ black hole ပေါင်းတန်းခန့်လည်းရှိပါသေးတယ်ပြီးတော့ဂျိုပေါင်းquadrillion ဂျိုလည်းရှိပါတယ်အဲ့ဒီထဲကဂျိုပေါင်းဘီလီယံနဲ့ချီပြီးသက်ရှိတွေနေထိုင်မိုက်တယ်လို့ခန့်မှန်းထားကြပါတယ်အဲ့ဩဇေအကောင်းဆုံးအပိုင်းကတော့အခုမှလာမှာပါကျွန်တော်တို့လေ့လာမြင်တွေ့နိုင်တဲ့စัจ java လာ observable universe ကြီးထဲမှာ galaxy ပေါင်း2 trillion ခန့်ရှိတဲ့ထဲကမှကျွန်တော်တို့ရဲ့နဂါငွေ့တန်း galaxy ဟာ galaxy တစ်ခုတည်းသာဖြစ်ပါတယ်ဒါတောင်ကျွန်တော်တို့မြင်တွေ့နိုင်တဲ့လောက်ပဲရှိပါသေးတယ်တကယ်စัจ java လာကြီးကကျွန်တော်တို့စိတ်ကူးရင်နိုင်တာထက်ကိုအများကြီးပိုကျယ်ပြန့်ပါတယ်